ဒီလိုဗီဒီယိုမျိုးတွေနဲ့ငွေတကယ်ရှာလို့ရပါတယ်လုံနည်းအသေးစိတ်ကိုတော့ဆက်လက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဆောင်းကမဲ့ဆိုကြည့်ခဲ့တဲ့ဗီဒီယိုမျိုးစားထဲမှာဆိုလို့ရှိရင်ငွေအမှန်ကန်ရှာလို့ရတဲ့ဗီဒီယိုမျိုးစားပေါ့နော် AI တွေပဲခိုင်းပြီးတော့မှလုပ်သွားတာပေါ့နော်ဒီမှာအခုမဲ့ဆိုလို့ကျွန်တော်ပြနေတဲ့ဒီ channel မှာဆိုလို့ရှိရင်လည်းဒါ monetization အောင်ပြီးသား channel ပေါ့နော်ဒါလေးကိုကျွန်တော်တို့ရဲ့ channel ကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးဗီဒီယိုလေးတွေပဲတင်ထားတာပေါ့နော်တော်တော်လေးမိုက်တယ်ဗျာဒီမှာ comment ကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီအောက်မှာ super tank တွေပွင့်နေပြီနော်ဒါ100ရာခိုင်နှုန်းဝင်ငွေရတဲ့ဒီ channel ပေါ့နော်ဒီမှာဒီလိုမျိုးတွေပဲသူလှုပ်ထားတာပေါ့နော်တော်တော်လေးမိုက်တယ်ဗျာဒီမှာလှုပ်ထားတာတော်တော်လေးတက်ရက်တယ်တော်တော်လေးလှတာပေါ့နော်ဒီလိုမျိုးပေါ့နော်တော်တော်လေးမိုက်တယ်ဗျာနော်သူ့ရဲ့ channel မှာဆိုရင်သူကဟို short video အကုန်လုံးက short video တွေပဲသူတင်ထားတယ်ပေါ့နော်channel မှာ200ကျော်သူတင်ထားတယ်မှာ1000ကျော် subscriber ရှိတယ်ပေါ့နော်လှုပ်ထားတာတော့ကြာပြီဒါပေမဲ့ဒီဗီဒီယိုကတကယ်ပဲဆန်ရနေတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးဗီဒီယိုတွေကိုဘယ်လိုမျိုးလုပ်ရမှာလဲပေါ့နော်လုံနေစစ်စစ်ကို Telegram ထဲမှာကျွန်တော်တေးစေမြောက်ပေးမယ်မိတ်ဆွေတို့တွေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးလေးလိုက်ပါကြည့်ရှုပေးပေါ့နော်ပြီးရင်ကျွန်တော် channel မှာလည်းဒီလိုမျိုးပဲ AI နဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တွေအများကြီးတင်ပေးထားပါတယ်ကာတွန်းဗီဒီယိုလုပ်တဲ့နည်းတွေရောအတီးဇက်လန်းလုပ်တဲ့ဟာတွေပေါ့နော်အတီးကောင်းတွေနဲ့ဇက်လန်းလုပ်တဲ့ဟာတွေဆိုလို့ရှိရင်လည်းကျွန်တော်အများကြီးတင်ပေးထားတယ်တိုင်ရလုံးနဲ့တွားတဲ့ဟာတွေရှိမယ် point over နဲ့တွားတဲ့ဟာတွေရှိနေပြီးရင်ပုံပြင်ပြောတဲ့ဟာတွေရှိမယ်ပေါ့နော်ကာတွန်းကလေးကာတွန်းဒီလူကြီးကာတွန်းပေါ့နော်အများကြီးပဲဗျာအများကြီးမှအများကြီးပုံပြင်လုပ်တဲ့ဟာတွေရောအကုန်လုံးကိုကျွန်တော် free တင်ပေးထားတယ်ပေါ့နော်အဲ့ဒီအပြင်ကိုမှနော်နောက်ထပ်ဒါကျွန်တော် free မျှဝေပေးထားတဲ့ဟာတောင်မှနော်ကျွန်တော်အခုလေ့လာထားတဲ့လောက်ဆိုလို့ရှိရင်20ရာခိုင်နှုန်းလောက်ပဲရှိပါသေးတယ်ပေါ့နော်ကျွန်တော်မှအခုဆိုရင်နောက်ထပ်ကျွန်တော်ဒီဟောပေါ့နော်training group ပေါ့နော်ကျွန်တော်ထောင်ထားတာလေးရှိတယ်ဒီမှာဒီဟာလေးကိုကျွန်တော်တင်ထားတာလေးရှိတယ်ပေါ့နော်ဒီကျွန်တော် channel ထဲကိုဝင်လာပြီဆိုဒီမှာ post ဆိုတဲ့ကောင်းစဉ်အောက်မှာပေါ့နော် post ဆိုတဲ့ကောင်းစဉ်အောက်မှာလာပြီးတော့မှလာဖတ်ကြည့်လို့ရတယ်နော်ဒီမှာကျွန်တော်တင်ပေးထားတာလေးရှိတယ်နော်တကယ်လို့စိတ်ဝင်စားလို့ဝင်ရောက်ပြီးတော့မှလေ့လာချင်တယ်ဆိုလို့ရှိရင်ဒီမှာဆက်သွယ်ရမယ့်လိပ်စာတွေလည်းဒီထဲမှာကျွန်တော်ပြပေးထားတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အစီအစဉ်မစတဲ့ခင်မှာတော့ channel ကိုလည်း like subscribe နေပြီးအားပေးခဲ့ကြပါအောင်နော် comment မှာတစ်ခုကလောက်ကိုတိကျနာလေးတွေပဲဖြစ်ဖြစ်မတီးရရလည်းဖြစ်ဖြစ်ပေါ့နော်ရေးထားလို့ရတယ်နှုတ်ဆက်စကားလေးပဲဖြစ်အားပေးစကားလေးပဲဖြစ်ပေါ့နော်ခွေတာဆိုရင်ကျွန်တော်စမယ်နော်ပထမဆုံးကျွန်တော်ဘာလုပ်ရမှာလဲဆိုရင်တော့စောနကလိုမျိုးဗီဒီယိုလုပ်ဖို့အတွက်ဆိုရင် master prompt ရှိဖို့လိုအပ်ပါတယ်ဒီ master prompt ကိုတော့ကျွန်တော် Telegram channel မှာချပေးမယ်တော့လောလောကူကူနဲ့ဝင်ရလွယ်အောင်အခုမှစကြည့်နေတဲ့ YouTube video ရဲ့ comment မှာကျွန်တော် link လေးချပေးမယ်နော်အောက်ကနေဝင်ရောက်ပြီးတော့မှလွယ်ကူနဲ့ဝင်ရောက်ပြီး copy ယူလို့ရရင်နော်โอเคကျွန်တော်တို့ဒါလေးကို copy ယူရမယ်ပေါ့နော်ဒါလေးအကုန်လုံးကျွန်တော်ခဏလေးနော် copy ယူလိုက်ပါဦးမယ်အကုန်လုံးကို copy ယူမယ် copy ယူပြီးတွားရင်ဘယ်ကိုတွားမှာလဲဆိုရင်ပထမဆုံး ChatGPT ကိုပဲကျွန်တော်တွားရမယ်ပေါ့နော်ဒါတော့ master ပေါ့နော်AI master ပေါ့ okay ChatGPT ကိုပဲအကုန်လုံးဦးစားပေးပြီးတော့လုပ်နေရတယ်เนาะ okay ဒီထဲမှာလာပြီးတော့မှပိတ်ချပါမယ်ပြီးရင်တော့သူ့တခါလေးပို့ပေးလိုက်ပေါ့နော်ပို့ပေးလိုက်ပြီဆိုရင်တော့ခါတော့စောင့်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့လုပ်ရမယ့်အပိုင်းကိုသူကစပြီးတော့မှပေးလာပါပြီဗျာသူကပထမဆုံး idea ပေးလာတယ်ပေါ့နော်ဒီမှာ15ခုပေါ့15ခုပေးလာပါတယ်အဲ့ဒီထဲမှာကိုကြိုက်တာတစ်ခုခုကိုရွေးပြီးတော့မှလုပ်လို့ရတယ်လို့တစ်ခုချင်းစီအကုန်လုံးလုပ်သွားလို့လည်းရပါတယ်เนาะကိုစိတ်ကြိုက်လုပ်လို့ရပါတယ်တက်လုံးလုပ်လို့ရပါတယ်ပေါ့နော်โอเคတစ်ချိန်နဲ့တစ်ချိန်သူထုတ်ပြတာလည်းမတူဘူးတကယ်လို့ဒါလေးကိုမကြိုက်ဘူးဆိုရင်ဒီ15ခုထဲမှာမကြိုက်ဆိုရင်နောက်ထပ်တစ်ခုထပ်ပြီးတော့မှမကြိုက်သေးဘူးဆိုပြီးထပ်ပြောလို့လည်းရတယ်เนาะမြန်မာလူရေးလည်းရပါတယ်เนาะโอเคဒါဆိုရင်ကျွန်တော်ဒီထဲကနေကျွန်တော်ကြိုက်တဲ့တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒါလေးကိုရွေးလိုက်မယ်ဗျာနံပါတ်4ပေါ့နော်နံပါတ်4ကိုကျွန်တော်ရွေးလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ4လို့ပဲကျွန်တော်ရေးပြီးတော့မှသူပို့ပေးလိုက်မယ်ဗျာပို့ပေးလိုက်ပြီဆိုတော့ဒီမှာကျွန်တော်တို့နံပါတ်4နဲ့ပတ်သက်တဲ့ဟာကိုသူစပြီးတော့မှကျွန်တော်တို့လုပ်ပေးနေပြီပေါ့နော်ဒီမှာပထမဦးဆုံး section 1အနေနဲ့ MD lunch ဒါဘာမှမရှိတဲ့နေရာပေါ့နော်ဘာမှမရှိတဲ့မြင်ကွင်းကနေပြီးတော့မှsection 2အနေနဲ့ foundation စပြီးတော့မှလုပ်နေပြီပေါ့နော်သူက section 3 4 5 6 7 6 ထိပဲပေါ့နော်โอเคဒါကတော့ final ပေါ့နော်ဒါလေးကိုကျွန်တော်တို့ကပထမဆုံးဘာလုပ်ရမှာလဲဆိုရင်ဒါလေးကို copy ယူလိုက်เนาะ copy ယူလိုက်နော်ဒီလိုမျိုး copy ယူပြီးတော့ဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ဒါကိုပုံထုတ်ဖို့မလိုဘူးเนาะတခါတည်းဗီဒီယိုတန်းလုပ်မှာเนาะတန်းလုပ်မယ်ဆိုတော့ဘာလုပ်မှာလဲဆိုရင် home လေးနဲ့ထွက်ပါပြီးတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Google Chrome နဲ့ကိုတွားလိုက်အဲ့ကနေကျွန်တော်တို့က Google Flow ဆိုပြီးတော့ရိုက်ချလိုက်ကိုယ့်ရဲ့ Gmail account တစ်ခုနဲ့အရင်ဆုံးချိတ်ပေးလိုက်ပါချိတ်ပြီးသွားလို့ကျွန်တော်တို့Google Flow ထဲရောက်လာပြီဆိုလို့ရှိရင် new project တစ်ခုခေါ်လိုက်ပါဗောနော်ခေါ်ပြီးတော့ပြီဆိုရင်တော့ဒီမျက်နှာပြင်လေးရောက်လာပါလိမ့်မယ်ပြီးရင် setting လေးနည်းနည်းချိန်လိုက်ပါမယ်နော်ခဏလေးနော်ဒါလုံးဝမဝင်တဲ့ message တွေတစ်ချက်လောက်ကျွန်တော်ပြပြအောင်မယ်နော်ဒီထဲကိုဒီမှာဗောနော်ဒါလေးကိုအရင်နှိပ်ရမှာနော်အရင်ဆုံးတော့ Google Flow ဆိုပြီးတော့ရိုက်ချလိုက်ပြီးတော့ပြီဆိုမှဝင်လာပြီးရင်ကိုယ့်ရဲ့ Gmail account တစ်ခုနဲ့ချိတ်ပြီးတော့ရင်ဒီမှာ new project ကိုနှိပ်လိုက်နော်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုရင်ဒီအောက်ကခဏလေးနော်ဒီမှာဗောနော်ဒီဗီဒီယိုဆိုတဲ့နေရာကိုတစ်ချက်တော့နှိပ်လိုက်เนาะကျွန်တော်တို့ခါလေးဗီဒီယိုတန်းလုပ်မယ်ဗျာလုပ်မယ်ဆိုတော့ကျွန်တော်တို့ဘာလာဘယ်ဟာရွေးမှလဲဆိုရင် ingredient ကိုကျွန်တော်တို့ရွေးမယ်video site ကိုရွေးမယ်ပြီးရင်ထုတ်မဲ့ပမာဏပြီးရင်ကျွန်တော်တို့ model ပေါ့เนาะကျွန်တော် PE ကို 3.1 ကိုရွေးမယ်ပြီးရင်တော့ကျွန်တော်တို့ဘာလုပ်မှလဲဆိုရင်ဒါလေးကိုကြာကြာလေးဖြည့်ပြီးတော့မှပို့ပေးလိုက်ပါ okay ပို့ပေးလိုက်ပြီဆိုရင်တော့ခဏလောက်စောင့်ပေးလိုက်ဒါလေးပြီးတဲ့အထိကိုကျွန်တော်စောင့်ပါเนาะပြီးမှကြံတဲ့ဟာဆက်ပြီးတော့မှလုပ်လို့ရမယ်เนาะ okay ဒါလေးကိုကျွန်တော်စောင့်နေတဲ့အချိန်မှာတစ်ချက်တော့ထွက်လိုက်မယ်ပြီးရင်တော့ section 2အတွက်ကိုတွားယူမယ်เนาะsection 2ကိုကျွန်တော်တို့ယူမယ် okay ဒါကတော့ကျွန်တော်တို့ foundation အတွက်ပေါ့နော် foundation အတွက်ဒါလေးကို copy ယူမယ်နော် copy ယူပြီးတော့ရင် Google Flow ထဲကိုပြန်သွားပါမယ်
ဒါလေးခဏတော့စောင့်ရမှာနော်โอเคရလာပြီနော်ရလာပြီဆိုတော့တစ်ချက်လောက်ကျွန်တော်တို့နှိပ်ကြည့်ရမယ်နော်နှိပ်ကြည့်ပြီးမှကျွန်တော်တို့ဆက်လုပ်ရမယ့်အပိုင်းကိုတေချာလေးကြည့်ထားနော်ဒါလေးကိုနှိပ်ကြည့်ပါโอเคဒီလိုမျိုးနှိပ်မယ်နော်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ဒီမှာပေါ့နော်ဒီအောက်ကကျွန်တော်တို့အဆုံးထိနော်ဒီဗီဒီယိုပြီးသွားတဲ့အဆုံးပေါ့နော်အဆုံးကိုကျွန်တော်တွားလိုက်ဒီမျိုးအဆုံးကိုတွားလိုက်โอเคအဆုံးသားရောက်တော့ပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မှာလဲဆိုလို့ရှိရင်ဒီမှာဒီနာဒီတောက်နာလေးမှာတွေ့တော့မသိနော်ဒီမှာနော် gallery ပုံစံလေးနဲ့အဲ့ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါ frame လေးတစ်ခုကျွန်တော်ရလာမယ်ပေါ့နော်โอเคရပြီနော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့ဒီအပေါ်ကအများလေးနဲ့ပြန်ပြီးနောက်ဆုတ်လိုက်ပါโอเคဒါဆိုရင်ကျွန်တော်တို့ပုံတစ်ပုံရလာပါလိမ့်မယ်မှာနော်ရလာပြီဆိုလို့ရှိရင်ဒီတစ်ခါမှာကျွန်တော်လုပ်ရမယ့်ဟာကဒီပုံပေါ်တစ်ချက်လောက်ကြာကြာလေးဖိလိုက်ဖိပြီးတော့ရင် add to prompt ကိုနှိပ်ပါမယ်နော်โอเคဒီအောက်မှာလဲဇောနာကလိုမျိုးပဲဘာမှပြင်ပြရမလို့ကျွန်တော်ယူလာတဲ့ section 2ရဲ့ prompt ကိုဒီမှာပေးချပြီးရင်တခါလေးပို့ပေးလိုက်ပါโอเคဒီပုံစံတိုင်းပဲကျွန်တော်ကြံတဲ့ဟာတွေလည်းဆက်လုပ်ရမှာเนาะဒါဆိုရင်ကျွန်တော်တစ်ချက်လောက်ထွက်လိုက်မယ်ပြီးရင် ChatGPT ကိုပြန်သွားမယ် section 3အတွက်ကိုကျွန်တော်တွားယူမယ်เนาะဒီလိုမျိုးယူလိုက် copy ယူပြီးရင်ပြန်ထွက်flow AI တဲ့ကိုပြန်တွားမယ်ဒါလေးကိုပြီးတဲ့အထိခဏလောက်စောင့်လိုက်ပြီးရင်အဆုံးမှာเนาะဗီဒီယိုအစောနောက်ကလို့ပြီးပေါ့เนาะအဆုံးမှာframe လေးတစ်ခုယူလိုက်ယူပြီးတွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးပဲဆက်လုပ်တွားမှာပေါ့เนาะโอเคဒါဆိုရင်ဒါလေးကိုလည်းတစ်ချက်လောက်နှိပ်ကြည့်ရအောင်เนาะโอเคဒါလေးကိုလည်းကျွန်တော်အဆုံးထိတွားလိုက်ပါโอเคပြီးရင်ကျွန်တော်ဆောနာကလိုမျိုးပဲအပေါ်တောက်မှာတစ်ချက်လောက်နှိပ်လိုက်โอเคဒါလေးပြီးရင်များလေးနဲ့ပြန်ထွက်ပြီးရင်ဘာကြီးလဲဟာပြီးရင်ကြာကြာလေးဖိလိုက် add to prompt ကိုပြန်နှိပ်ဒါဆိုရင် copy ယူလာတဲ့နောက်ထပ် number 3ကိုပြန်ပြီးတော့မှပို့ပေးလိုက်ပါโอเคပြီးရင်ကျွန်တော် number 4ကိုတွားပြီးယူမယ်နော်ယူမယ်ပြန်ထွက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒါလေးကိုပြီးအောင်ခဏစောင့်ရမယ်โอเคဒါဆိုရင်ကျွန်တော်အကုန်လုံးပြီးအောင်လုပ်လိုက်မယ်နော်โอเคဒါကျွန်တော်လုပ်ထားတာကဟိုပါပေါ့နော်နံပါတ်3နံပါတ်4ပုတ်ပေါ့နော်ဒီကကျွန်တော် credit ကုန်သွားတော့ကျွန်တော်အကောင့်ပြန်ပြောင်းရမှာဒီမှာတော့ကျွန်တော်ထုတ်ထားတဲ့ဗီဒီယိုကဒီမှာ1ပုတ်2ပုတ်3ပုတ်4ပုတ်ပဲရှိသေးတယ်နော်ဒီ4ပုတ်မှာကျွန်တော်တို့ရဲ့ဒီဗီဒီယိုရဲ့အဆုံးမှာဒီဟာလေးယူထားတယ်မလားတကယ်လို့မရှိလို့လည်းကျွန်တော်တို့မျိုးကြုံခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်မှာက credit ကုန်သွားလို့ကျွန်တော်အကောင့်ပြန်ပြောင်းရမှာနော်ဒီကောင်လေးကိုကျွန်တော်တို့ဘာလုပ်မှာဒီမှာအခုကျွန်တော်တို့နောက်ဆုံးဒီဗီဒီယိုရဲ့နောက်ဆုံး frame ကိုကျွန်တော် save ထားတယ်မလား save ထားတာကိုကျွန်တော်နောက်ထပ်အကောင့်ပြောင်းမယ်ဆိုတော့ဒီကနေကျွန်တော်စရမယ်ဆိုတော့ကျွန်တော်ဒီပုံပေါ်တစ်ချက်တော့ထောက်လိုက်ထောက်ပြီးတော့ရင်ကျွန်တော်ဘာလုပ်မလဲဒီပုံကိုကျွန်တော်တို့တောင်းရမှာနော်ဒီမှာများလေးကိုနှိပ်လိုက်နော်ဒီပုံကိုကျွန်တော် save သွားရမှာနော်โอเค save သွားပြီဆိုတော့ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ခုဆိုရင်ကျွန်တော်အကောင့်ပြောင်းလို့ရပြီဗျာအကောင့်ပြောင်းမယ်ဆိုတော့ကျွန်တော်ဒီမှာကိုယ့်ရဲ့ logo လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာအောက်က sign up ကိုနှိပ်လိုက်ပါနော်နှိပ်ပြီးတော့ရင်ကျွန်တော်တို့နောက်ထပ် Gmail account တစ်ခုနဲ့ပြန်ပြီးတော့မှဒီမှာဒီ Google ကိုပြန်နှိပ်ပြီးရင်ကိုယ့်ရဲ့ဒီမှာ sign in ကိုပြန်နှိပ်ပြီးရင်တော့နောက်ထပ် Gmail account တစ်ခုနဲ့ထပ်ပြီးတော့မှချိတ်ပေးလိုက်နော်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ် credit 50ထပ်ပြီးတော့ရမယ်ပေါ့နော်โอเคဒါဆိုရင်ရပြီနော်ရပြီဆိုတော့ကျွန်တော်ဒီ flow ထဲကိုပြန်သွားလိုက်မယ်ဗျာโอเคဒီမှာ credit 50ပြန်ရရင်เนาะရပြီဆိုတော့ကျွန်တော် new project ကိုပြန်ခေါ်မယ်โอเคပြီးတော့ရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင်စောနာကကျွန်တော်တို့ယူခဲ့တဲ့တက်ပုံကိုဒီမှာအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်အပေါ်ကเนาะ upload media ကိုနှိပ်လိုက်ဒါဆိုဒီမှာအပေါ်ဆုံးကဒါလေးကိုကျွန်တော်ပြန်နှိပ်မယ်စောနာကဗီဒီယိုလေးတော့ကျွန်တော်မတောင်းထားရသေးဘူးเนาะခဏနေပြန်ပြောင်းရအောင်ပါโอเคဒါလေးကိုနှိပ်မယ်ပြီးရင် done ကိုနှိပ်ပါမယ်โอเคဒါဆိုဒီပုံလေး upload ပြီးတဲ့အထိကိုကျွန်တော်စောင့်ရမယ်เนาะပြီးတော့ပြီဆိုရင်ကျွန်တော်က4ဆိုတော့ number 5ပေါ့เนาะ number 5ရဲ့ session ဒါလေးကိုကျွန်တော်တော့ယူရမှာအစားကျွန်တော်အကုန်လုံးပြီးမှမိတ်ဆွေတို့ဗီဒီယိုဆက်မလို့ဒါပေမဲ့ကြားထဲမှာအဲ့လိုမျိုးကြုံသွားတော့ဟိုမိတ်ဆွေတို့လည်းတိသွားရတာပေါ့နော်ကိုယ့်ရဲ့ credit ကုန်သွားလို့ဘယ်လိုမျိုးပြောင်းရမှာလဲပေါ့ okay ဒီမှာပုံလေးရလာပြီနော်ရလာပြီဆိုတော့ဒီပုံပေါ်တစ်ချက်ထောက်ပြီးရင် add to prompt ကိုပြန်နှိပ်မယ်နော် okay နှိပ်ပြီးတော့ရင်ကျွန်တော်တို့ယူလာတဲ့ဟာကိုဒီမှာပေးချမယ်ဒီအောက်ကဟာကိုတော့ကျွန်တော်တို့ထားထားတဲ့အတိုင်းပါပဲအကုန်လုံးဘာမှမပြောင်းပါဘူးနော်ဘာမှမပြောင်းဆိုတော့ဒီတိုင်းထားလိုက်မယ်ပြီးရင်တော့ဒါလေးကိုပို့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗီဒီယိုလေးတစ်ပုတ်ရလာမယ်နော်ရလာပြီဆိုလို့ရှိရင်ဘာထပ်လုပ်မှာလဲဇောနာကလူပဲကျွန်တော်တို့ကနံပါတ်6ကိုကျွန်တော်ယူရမယ်ပေါ့နော်နံပါတ်6ကိုယူမယ်ပြီးရင်တော့ခဏလောက်စောင့်လိုက်ဒီဗီဒီယိုပြီးသွားတဲ့အထိဗီဒီယိုပြီးသွားပြီဆိုရင်သူ့ရဲ့ဒီဗီဒီယို8စက္ကန့်စာရဲ့အဆုံးမှာပေါ့နော်8စက္ကန့်ပြည့်တဲ့အချိန်သူ့ရဲ့ဗီဒီယိုရဲ့အဆုံးပေါ့နော်ကျွန်တော်တို့အပေါ်တောက်မှာသူက
ဟိုတပ်ပုံစံလေးရှိတယ်ဗျာအဲ့ဒီကောင်လေးကိုနှိပ်ပြီးတော့မှ screenshot လေးယူထားတဲ့တဘောပေါ့ဒီထဲမှာပြန်ပေါ်လာပဲအဲ့မှာပေါ်လာပြီဆိုရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်ကြာကြာလေးဖြည့် add to prompt ပြန်နှိပ်ပြီးရင်နောက်ဆုံး prompt ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးဗီဒီယိုရလာမယ်ပေါ့နော်ရလာပြီဆိုရင်တော့ကျွန်တော်တို့အကုန်လုံးကိုတောင်းပြီးတော့မှ editing software ထဲသွားပြီးဆက်လိုက်ရုံပါပဲ okay ကျွန်တော်ဒါလေးကိုပြီးသွားတဲ့အထိအကုန်လုံးကျွန်တော်လုပ်လိုက်မယ်နော်မိတ်ဆွေတို့အကုန်လုံးဒီထိရောက်လာပြီဆိုတော့မိတ်ဆွေတို့နားလေသွားပြီလို့ထင်တယ်နော်တကယ်လို့ဒါလေးအကုန်လုံးပြီးသွားပြီဆိုရင်ကျွန်တော်က account တစ်ကြိမ်ထပ်ပြောင်းအောင်မှာအဲ့ဒါကတော့ကျွန်တော်ဒီအခုလုပ်နေတဲ့ဗီဒီယိုထဲမှာကျွန်တော်မထည့်မပြောတော့ဘူးနော်ကျွန်တော်စောတာက account ထဲကိုပြန်တွားပြီးတော့မှကျွန်တော်လုပ်ထားတဲ့ဗီဒီယိုတွေအကုန်လုံးကိုပြန်တောင်းအောင်မှာနော်တောင်းပြီးသွားပြီဆိုရင်ဒီကောင်လေးကိုလည်းတောင်းပြီးမှ editing ထဲမှာကျွန်တော်ထည့်ပြီးတော့မှဆက်လိုက်ယူမယ်ပေါ့နော်ခဏတော့စောင့်လိုက်ပါ okay ကျွန်တော်ထုတ်တာအကုန်လုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ editing software ထဲကိုတွားလိုက်မယ်ပေါ့နော်InShot ပါညာပေါ့နော်ကြိုက်တဲ့ဟာလုပ်လို့ရတယ်ဖြစ်ပြီးရင် new project တစ်ခုခေါ်လိုက်မယ်ဗီဒီယိုလေးတော့ကျွန်တော်ကတော့ဆောင်းကကျွန်တော်ပြန်ပြီးတော့မှအဲ့လိုမျိုး account ပြန်ပြောင်းလာဖြစ်တဲ့ကြောင်းပေါ့နော်ဘယ်ဟာလဲဆိုတော့ဒါနံပါတ်1နဲ့3 4ဟုတ်လားမသိဗျာ5 6အဲ့လိုမျိုးတွားနေကဲထားလိုက်ပါဗျာပြီးရင်ပြန်ညှိလိုက်မယ်ဒါလေးကို okay ဒါမှန်တစ်ချက်တော့ကျွန်တော်စစ်ကြည့်အောင်မယ်နော်ဟုတ်လားမဟုတ်လားမသိဘူးဟုတ်တယ်okay ပြီးတော့ရင်ကျွန်တော်တို့ဒီကြားထဲမှာပေါ့နော်ကြားထဲမှာ transition လေးပါလိထပ်ပြီးတော့မှထည့်တော့လိုက်ပေါ့နော်သူက6စင်က6ခုပဲဖြစ်တဲ့အတွက်ကြောင့်သူက1 minute မပြည့်ဘူးပေါ့နော်1 minute မပြည့်ဆိုတော့ကျွန်တော်တို့ short video အနေနဲ့ Facebook တို့ YouTube တို့မှာပဲတင်တာပို့ပြီးအဆင်ပြေပြီပေါ့နော်ကိုက TikTok မှာတင်နေဆိုလို့ရှိရင်လည်းတင်လို့ရပါတယ် follower share ဖို့အတွက်ဆိုရင်ရတယ်ပေါ့နော် Keep it even ဒီလိုမျိုးဗီဒီယိုလေးတစ်ပုတ်ကျွန်တော်ရ pour more this way watch the rebar just a little ကြားထဲမှာ transition လေးပါလိထည့်တော့လိုက်မယ်ဆိုရင်ပိုလာတယ်ပေါ့နော်သူကပြောင်းတဲ့အချိန်မှာဒီလိုမျိုးပြီးရင်ဒီဗီဒီယိုထဲမှာကျွန်တော်တို့ကိုယ့်ရဲ့ logo လေးပေါ့နော်ကိုယ့်ရဲ့ logo လေးတွေထည့်နောက်တစ်ခုကကြတော့ကိုက caption တွေပါထည့်ချင်တယ်ဆိုလို့ရှိရင်လည်း caption တွေပါကိုပါအောင်ထည့်တော့လိုက်ပေါ့နော် watch your step hammer it down hold this steady ပြီးသွားပြီပေါ့နော်မိုက်တယ်ဗျနော်ဒါဘာမှမရှိသေးတဲ့အချိန်ကနေဒီလိုမျိုးfoundation တွေပါလိလုပ်တယ်ပြီးရင်အုပ်စီးတယ်အဲ့လိုမျိုးတွေပေါ့နော်okay ပြီးရင်ကျွန်တော်ပြောလို့ပေါ့နော် logo လေးတွေထည့် caption တွေထည့်ချင်တဲ့ထည့်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးတစ်ပုတ်ကျွန်တော်ရလာမယ်ပေါ့နော် okay ပါဒါဆိုရင်ဒီနေ့တိုင်းပဲ live ပြီးတော့မှလုပ်ကြည့်ပါဒီ file ကိုကြည့်တော့ကိုပါရလာတယ်နောက်ထပ်ပါတိကျင်နေလဲ comment မှာမေးသွားလို့ရပါတယ်ပြီးတော့ file ရဲ့ comment မှာကျွန်တော် Telegram link ချပေးထားတယ်เนาะအဲ့အောက်ကနေဝင်ရောက်ပြီးတော့မှ master prompt ယူလို့ရပါတယ်เนาะအဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်